မာတီရဲ့ကုညာရဲ့အရန်နေရာအတွက်ခေါ်ယူသင့်သောကစားသမား9ဦးဟုတ်ပါတယ်မနေ့ကကျွန်တော်ရွေးတဲ့အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့လန်ဟန်နာဂါနာချိုထွက်ခွာသွားမှုနဲ့အတူမာတီရဲ့ကုညာရဲ့အရန်နေရာမှာလက်ဝင်ကပလေယာစစ်ဆေးကစားသမားမရှိတော့ပါဘူးဒီနေရာမှာပတ်ထရစ်ဒိုကူတို့မေဆန်ပေါင်တို့ကိုထားပြီးတော့ကစားလို့ရတယ်ဆိုပေမဲ့တကယ်ဝင်ကတရားရဲ့အရေးသွေးတွေလိုအပ်လာတဲ့အခါမှာသူတို့စီကနေ 100% ရရှိနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ရွေးတဲ့အသင်းရဲ့လက်ရှိလူဝယ်ရာသီမှာလက်ဝင်ကပလေယာတယောက်တော့ဝယ်သင့်ပါတယ်ယနေ့မော်ဒန်ဘောလုံးဈေးကွက်မှာလက်ဝင်ကပလေယာကောင်းများစွာရှိတယ်။ AC မီလန်ကရာဖေးလီယိုဂျမီတက်ကဂျေတစ်စ်တို့ဘီဘာအိုရဲ့အသင်းကတောင်ပန်ကစားသမားဖြစ်တဲ့နီကိုဝီလီယံတို့ရှိပါတယ်။ဒါပေမဲ့တစ်ချက်ပြန်စဉ်းစားရမှာကဒီကစားသမားတွေကခြေစွမ်းရန်ကောင်းတဲ့ကစားသမားတွေပါ။သူတို့အနေနဲ့ကုညာရဲ့အရန်ဒါမှမဟုတ် United မှာအလှည့်ချပဲပေါ်ထွက်ခွင့်ရမယ်ဆိုရင်ဒီကစားသမားတွေလာမှာမဟုတ်ပါဘူး။တစ်ဖက်ကိုပြန်ပြီးကြည့်မယ်ဆိုရင်လည်းကုညာကနှစ်ကဘောလုံးရသည်မှာ United မှာတော်တော်လေးကိုခြေစွမ်းပြခဲ့တယ်။ဒါအပြင်ဒီလက်ရှိ World Cup မှာလည်းခြေစွမ်းပြဂိုးတွေသွင်းပြီးတော့3ဂိုးတောင်ရရှိထားပါတယ်။အဲဆိုတော့နောက်နှစ်ဘောလုံးရသည်မှာUnited ရဲ့ first line နဲ့မှာကုညာကိုပဲထားပြီးတော့ကစားရမှာပါ။ဒါဆိုရင်တော့ကုညာရဲ့အရန်နေရာအဖြစ်ပဲကစားသမားတွေဝယ်ရမယ်။ဒါကြောင့်ဈေးသက်သာပြီးတော့ခြေစွမ်းရှိတဲ့ကစားသမားတွေဒါမှမဟုတ်အနာဂတ်မှာတောက်ဖလာမယ့်လူငယ်ကစားသမားတွေကိုအဓိကဦးစားပေးပြီးတော့ဝယ်သင့်ပါတယ်။ဒါဆိုရင်တော့ကုညာရဲ့အရန်အတွက်ဝယ်သင့်တဲ့ကစားသမား9ဦးကိုပေါ်ပြပေးသွားမှာပါဒီ9ဦးကတော့ကျွန်တော်ရဲ့အစိတ်ကြိုက်ကစားသမားတွေပဲဖြစ်ပါတယ်ဆိုရင်ကုညာရဲ့အရန်နေရာအတွက်ဝယ်ယူသင့်တဲ့ကစားသမား9ဦးကိုပေါ်ပြပေးသွားမှာပါပထမဆုံးကစားသမားကတော့ဝက်ဆန်သိန်းကဆမ်မာဘေးဖြစ်ပါတယ်ဆမ်မာဘေးကအသက်25နှစ်ရှိပြီးတော့နယ်သာလန်နိုင်ငံသားဖြစ်ပါတယ်လက်ရှိ World Cup မှာလည်းသွင်းကို2ဂိုးရယူထားနိုင်တယ်မနစ်ကဝက်ဆန်အသိန်းနဲ့အတူ9ဂိုးသွင်းပြီးတော့ဂိုးဖန်တီးမှု2ကြိမ်ပြုလုပ်ထားတဲ့ကစားသမားပါသူ့ဝယ်မယ်ဆိုရင်တော့တခြားနာမည်ကြီးကစားသမားတွေအတွက်ဈေးသက်သာနိုင်ပါတယ်ဆမ်မာဘေးရဲ့အားသာချက်အားနည်းချက်တွေကိုဖော်ပြပေးပါမယ်သူရဲ့အားသာချက်တွေကသူက dribbling အရန်ကောင်းပါတယ်ခါစစ်သမားတွေနဲ့ 1vs1 ထွေးတဲ့အခါမှာလင်ကောက်ဖြတ်ကျော်နိုင်မှုစွမ်းရည်တော်တော်လေးကိုမြင်နေပြီးတော့သူကမြန်နေပြေးရကောင်းတယ်ဒါကြောင့်ကောင်းတာကစားကွက်တွေမှာတော်တော်လေးကိုအသုံးဝင်မှာပါပြီးရင်သူက cut inside ကောင်းပါတယ်ဒီ cut inside ဆိုတော့ဘောလုံးဆွဲပြလာပြီးကျုပ်တိရအတွင်းကိုချိုးဝင်ကဂိုးကန်အသိမ်းယူတဲ့နေရာမှာလေဒီဆမ်မာဘေးကကောင်းပါတယ်သူရဲ့အားနည်းချက်တွေကဘာတွေလဲဆိုတော့သူက physical အားနည်းပါတယ်ဆမ်မာဘေးကလူကောင်သေးတဲ့အတွက်ဒီ physical အားကြီးတဲ့ခံစစ်ကစားသမားတွေနဲ့တွေ့တဲ့ကဘောလုံးဆုံးရှုံးတတ်ပါတယ်သူက finishing လို့ခေါ်တဲ့ဂိုးသွင်းအဆုံးသတ်ဆိုင်ရင်လည်းလိုအပ်ပါသေးတယ်ဒါအပြင်ခံစစ်ကူရပါလဲအားနည်းပါတယ်နောက်ထပ်ကစားသမားတစ်ယောက်ကတော့ဒီ Brentford ရဲ့ပင်တောင်မန်ကစားသမားဖြစ်တဲ့ရှာရာပါကယ်ဗင်ရှာရာအမေရိက Brentford အသင်းနဲ့အတူ8ဂိုးသွင်းပြီးတော့3ဂိုးဖန်တီးထားပါတယ်ဒီစွမ်းဆောင်ရည်ဟာဒီတောင်မန်ကစားသမားအတွက်စွမ်းဆောင်ရည်ကောင်းနေပြသထားတယ်လို့ဆိုရမှာပါအသက်24နှစ်ဂျာမနီနိုင်ငံသားဖြစ်ပြီးတော့အရက်ကတော့6ပေရှိပါတယ်သူအနေနဲ့တော့ World Cup မှာရွေးချယ်ခံရခြင်းတော့မရှိပါဘူးရှာရာရဲ့အားသာချက်တွေကဘာတွေဖြစ်မလဲဆိုတော့သူဟာဆိုရင်လည်း dribbling တော်တော်ကောင်းနေပြီးတော့သူကနေရာဆုံးကစားနိုင်တဲ့ကစားသမားပါလက်ဝင်းဆော့နိုင်တယ် right wing ဆော့နိုင်တယ် striker လည်းဆော့နိုင်ပါတယ်ပြီးရင်သူအတောင်ပန်ကစားသမားဆိုပေမဲ့ဘိုးသေးဆွဲရမြင့်ပါတယ်သူရဲ့အားနည်းချက်တွေကဘာတွေဖြစ်မလဲဆိုတော့သူက consistency မရှိပါဘူး consistency ကအတည်ငြိမ်မှုကိုဆိုလိုတာပါဒီဝဲကောင်းမယ်နောက်ဝဲကျရင်ပြောင်းနေမယ်သူ့မှာအဲ့လိုမျိုးတွေဖြစ်နေတာကိုတွေ့ရတယ်ပြီးတော့သူက hashtag ညံ့ပါတယ်ဟုတ်ပါတယ်အသင်းပေါ်ပေးလိုက်တဲ့အခါမှာပထမဆုံးဘောလုံးလက်ခံရယူတဲ့နေရာမှာတော့သူကနည်းနည်းလေးအားနေပါတယ်ဒီကစားသမားဟာလည်းဖြန်စစ်ကူရမှာလေအားနေပါတယ်ဒါဆိုရင်တော့နောက်ထပ်ကစားသမားတစ်ဦးကတော့ Agent သင်းကလူငယ်ကစားသမားလေးဖြစ်တဲ့မီကာကော့ပါဒီကစားသမားလေးကိုတော့ကျွန်တော်တော်တော်ကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့လိန်ခောက်တဲ့စွမ်းရည်ကတော်တော်လေးကောင်းလို့ပါသူ့ရဲ့ highlight ကိုကြည့်ရတာနေမာတို့ဘာလို့လောက် dribbling skill ရှိတယ်လို့ကျွန်တော်မြင်မိပါတယ်သူကလည်းအသက်22နှစ်ဘယ်ဂျီယန်နိုင်ငံသားဖြစ်ပြီးတော့အရက်ကတော့5ပေ10လက်မရှိပါတယ်သူရဲ့အားသာချက်တွေကဘာတွေဖြစ်မလဲဆိုတော့ဒီတောင်ပန်ကစားသမားတွေရဲ့ထုံးစံအတိုင်း dribbling ရန်ကောင်းနေ 1v ရဲ့1 AC ကျော်နိုင်တယ်မနစ်ကနယ်သာလန်လိမှာလိန်ခောက်ကျော်ဖြတ်နိုင်မှုအများဆုံး
စံချိန်ကိုလည်းသူရရှိထားပါတယ်။ဒါအပြင်မနေ့ကဘောလုံးရာသီမှာအချက်အသင်းနဲ့18ဂိုးသွင်းပြီးတော့12ဂိုးဖန်တီးထားတာပါ။ဒီချက်လက်တွေကသူကဂိုးသွင်းလဲကောင်းလို့ဖန်တီးမှုစွမ်းရည်လည်းမြင့်ပါတယ်။ဒါပေမဲ့ဒါကနယ်သာလန်လိဆိုတော့ဒီစွမ်းဆောင်ရည်တွေကပီးမီးယားလိမှာရောဆက်ပြီးကောင်းနိုင်မလားဆိုတာကတော့တန်တရားတော့အနေငယ်ဖြစ်မိပါတယ်။သူရဲ့အားနည်းချက်တွေကဘာတွေဖြစ်မလဲဆိုတော့လူငယ်ကစားသမားဆိုတဲ့အတိုင်း physical အားနည်းတယ်။ဒါကြောင့် physical အသားပေးတဲ့ပီးမီးယားလိမှာသူ့အနေနဲ့ခြေစွမ်းပြနိုင်မလားလို့ဆိုရပါတယ်။ဒါပြင်သူကလည်းခန်းစစ်ကိုရမှာအားနည်းပါတယ်။သူရဲ့နောက်ထပ်အားနည်းချက်ကတော့ခန်းစစ်အသားပေးတဲ့အသင်းတွေနဲ့ဆိုရင်ခြေစွမ်းပြဖို့ရုန်းကန်ရတတ်ပါတယ်။ကဲ၄ရောက်ကစားသမားကတော့လီဗာပူးအသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ရီယိုနူမိုဟာပါ။အမေရိကဘောလုံးရာသီမှာလီဗာပူးအသင်းမှာသူပွဲထွက်ခွင့်အများကြီးတော့မရပါဘူး။နှစ်ဂိုးသွင်းပြီးတော့တကူဖန်တီးထားတယ်။အသက်ကတော့18နှစ်ပဲရှိသေးတာပါ။အရက်က9ပြီကိုရှိပြီးတော့အင်္ဂလန်နိုင်ငံသားဖြစ်ပါတယ်။သူကခြေစွမ်းစီစားတော်တော်လေးကိုကောင်းတဲ့ကစားသမားလို့ဆိုရမယ်။အနာဂတ်မှာထွန်းတောက်လာနိုင်တဲ့ကျယ်တမွေးဖြစ်နိုင်ပါတယ်။ပွဲတက်ခွင့်နည်းနေသေးတဲ့အတွက်အကူညာရဲ့အရန်ခေါ်လိုက်မယ်ဆိုရင်တော့မှတန်းပြီးတော့သုံးလို့ရမလားမရလားဆိုတော့နည်းနည်းတော့စဉ်းစားစရာဖြစ်ပါတယ်။သူရဲ့အားသာချက်တွေကတော့ဒီတောင်မကစားသမားဆိုတဲ့အတိုင်းလေကောင်းမှုစွမ်းရည်ကောင်းနေသူကလည်းအတွင်းသို့ချိုးဝင်ပြီးဘူကန်နေတဲ့နေရာမှာလည်းကောင်းပါတယ်အားနည်းချက်ကတော့physical အားနည်းတယ်ကန်စစ်ကိုရမှာလည်းအားနည်းပါတယ်နောက်ဆုံးတစ်ယောက်ကတော့ကျွန်တော် United ရဲ့ကစားသမားဖြစ်ပါတယ်ဟုတ်ပါတယ်သူက Marcus Rashford ပါအရှိရကစားသမားတွေအတွက်ကျွန်တော်အမြင်အရပြောမယ်ဆိုရင် Marcus Rashford ကပို့ပြီးတော့ကောင်းပါတယ်သူရဲ့လက်ရှိရောက်ရှိနေတဲ့အသက်အရွယ်ရဲ့ထွေးချုံနေတဲ့ experience တွေကအရှိကကစားသမားတွေအားလုံးထက်သာတယ်ပြီးတော့ Marcus Rashford ဆိုတာက big game player ပါပွဲကြီးတွေမှာခြေစွမ်းပြနိုင်တဲ့ကစားသမားပါအမေရိကဘောလုံးရာသီမှာဘာစီလိုနာအသင်းမှာအခါသွားကစားခဲ့ပြီးတော့ခြေစွမ်းပြခဲ့တယ်။လီဂါဖလားကိုရရှိအောင်လည်းစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။အမေရိကဘောလုံးရာသီမှာမာကာရက်ရှ်ဖို့အနေနဲ့လာလီဂါမှာ10ဂိုးသွင်းပြီးတော့9ဂိုးတော့ဖန်တီးထားတာပါ။ဒီအချက်လက်ရရက်ရှ်ဖို့ကခြေစွမ်းကောင်းနေပိုင်ဆိုင်နေတော့မှာပဲ။လက်ရှိဝေါ်ကပ်မှာလည်းရက်ဖို့အနေနဲ့သွင်းဂိုးတစ်ဂိုးရယူထားတယ်။တကယ်လို့ကျွန်တော်တို့ United အသင်းကရက်ဖို့ကိုခေါ်ယူလိုက်မယ်ဆိုရင်လက်ဝင်ကတော့ပတ်စံသုံးစရာမလိုပါဘူးဒါကြောင့်တခြားလိုအပ်တဲ့ကစားသမားခေါ်ယူတဲ့နေရာတွေမှာဒီငွေတွေကိုပြန်ပြီးတော့သုံးလို့ရပါတယ်ပြီးတော့နီးပြမိုက်ကယ်ကာရီနဲ့ Rashford ကလည်းရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်ကျွန်တော်အထင်ရပြောမယ်ဆိုမိုက်ကယ်ကာရီအနေနဲ့ဒီ Marcus Rashford ကိုဒီကမ္ဘာဖလားမှာတက်တာတဲ့ခြေစွမ်းကိုစောင့်ကြည့်နေမယ်လို့ထင်တယ်သူသာ Rashford ရဲ့ခြေစွမ်းကိုသဘောကျခဲ့မယ်ဆိုရင် United အသင်းကိုပြန်လဲခေါ်ယူဖို့ဖြစ်နိုင်ခြေတော်တော်လေးကိုများပါတယ်Rashford ရဲ့အားသာချက်တွေကတည်တဲ့အတိုင်းပဲသူက pace မြန်တယ် dribbling ကောင်းတယ်နောက်ပိုင်းမှာတော့ Rashford ကအရင်လိန်ခေါက်တာမျိုးမရှိတော့ဘဲနဲ့ဒီ PR တွေသူ့ရဲ့ kick power တွေနဲ့ပဲတိုက်စစ်ကိုအများကြီးပံ့ပိုးပေးနိုင်တာကိုတွေ့ရပါတယ်ဒါအပြင်အရှိရကစားသမား၄ဦးထက် Champions League အတွေ့အကြုံတွေပြီးတော့ပွဲကြီးတွေ့ကြုံတွေများစွာရှိတဲ့ကစားသမားပါသူ့ရဲ့အားနည်းချက်ကတော့သူကတစ်ခါတလေစိတ်မပါဘဲနဲ့ကွင်းထဲမှာလမ်းလျှောက်နေတတ်ပါတယ်ပြီးတော့ Marcus Rashford ကကန်စစ်ကိုရမှာလည်းအားနေပါတယ် Michael Carrick အနေနဲ့ဒီအချက်တွေကိုပြပြင်ပေးနိုင်မယ်လို့ထင်တယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ကုညာရဲ့အရန်ကစားသမားဒါမှမဟုတ်ကုညာနဲ့အလဲကျပွဲထက်ကစားသမားအဖြစ်အသင့်တော်ဆုံးက Marcus Rashford လို့ပဲမြင်မိပါတယ် Rashford မဟုတ်ဘူးဆိုရင်တော့United အသင်းအနေနဲ့ဒီဆမ်မာဘဲဖြစ်ဖြစ် H အသင်းကမီဂါကော့ဖြစ်ဖြစ်ခေါ်စီချင်ပါတယ်ဆမ်မာဘဲကဒီပရီးမီးယားလိအတွေ့အကြုံရှိပြီးတော့လက်ရှိမှာ United ကခေါ်ယူဖို့သတင်းလဲထွက်နေတဲ့ကစားသမားပါမီကာခေါ့ကတော့အနာဂတ်မှာဒီနေမာတို့ရိုနယ်ဒိုတို့ဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဆမ်မာဘက်ကိုမရခဲ့ဘူးဆိုရင်တော့ H အသင်းကမီကာခေါ့ကို United ကင်းထောက်နေနဲ့တွေ့ရှိပြီးတော့ခေါ်စီချင်ပါတယ်โอเคအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ United ဘက်ကသက်ပိုင်ပဲဖြစ်ပါတယ်ပိုကောင်းတဲ့အစီအစဉ်တင်ဆက်မှုတွေနဲ့ထပ်ပြီးတော့လာခဲ့ပါအောင်မယ်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and follow ပြုလုပ်ပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေ